နူးစုံမောလာကသူ့နှကန်းတွေအပြုံးရည်လေးတန်လာပြီသည်ကံကောင်းသည်ရွှေကျဲဝင်းများကျေးပေါက်ထားသည့်ကောင်းကင်လို၎င်းမုံရီနေသောတစ်ပင်များကို၎င်းငေးကြည့်ကပြုံးလိုက်မိသည်သူရင်ထဲတွင်လှိုင်းလုံးများသည်ပေါင်းပင်ခတ်သလိုရိုက်ခတ်လျက်ရှိသည်ဒီလှိုင်းလုံးများကြောင့်အေးကနေဖြစ်သွားသည့်အခါရှိနှွေးကနေဖြစ်သွားသည့်အခါလည်းရှိလေသည်ဈေးုံမတော်နှင့်အားရှိရင်ငကြူသာတွေးနေမိလျာသူစိတ်ထဲတွင်ငကြူသာကြီးစုံနေလေသည်တကယ်ဆိုတော့သူ့ဘဝတွင်သူ့ကိုကျင်နာတနာမိသူဆို၍ငကြူတယောက်သာရှိနေသည်မဟုတ်လားသူ့ဘဝမှာဟာလာဟင်းလေးဖြစ်နေသောဘဝအထီးကျန်ဘဝနောက်ကကြားခံထားသောအရာဆို၍ဘာမှမရှိသောဘဝမိတ်ဆွေဆိုရင်ပင်တယောက်မှမရှိသောဘဝဖြစ်ငကြူသာသူ့ကိုကျင်နာမိသူယူရမိသူရှိသူ့ဘဝမှာဒီလောက်ကျင်နာသူကိုလောကတစ်ခုလုံးကကဲ့ရဲ့သူချို့စကားတည်းဆိုကြမည်ဆိုရင်သူ့ဖို့ရင်နာစရာကြီးပင်ဖြစ်လေတော့သည်ဟုတ်တော့လက်စားတတော်အကိုပါလားဆေးရုံကဘယ်တော့ဆင်းလာလဲသူ့တော့မှအတန်ကြားပြီးလှည့်ကြည့်လိုက်မိသည်ငကြူသည်ကိုယ့်ပြင်နာရီရန်နေလေသည်လက်ကင်ပွားကြီးတစ်ခုကိုမေးတိုင်၍ရစ်ပတ်ထားပြီးသည်တို့ရတွင်သူ့သွေးရှုံရှုံများနှင့်မျက်လုံးလင်းလင်းများသည်တော်ရပြတ်ထိုးကြနေသောမုံရီလရောင်တွင်ဝင်းလက်တောက်ယူနေကြလေဟင်ငကြူလားဟုတ်တယ်ငါမနေ့ကပဲဆင်းလာတယ်ကံကောင်းကဒီညသာပြောနိုင်သည်နောက်ထပ်ဘာပြောရမည်ကိုမသိပဲငကြူကိုငေးကြည့်နေပေသည်ညဆိုရင်ငကြူသည်နိုင်လိုအင်ကြီးအနက်နှင့်ထမိန်အနက်ကိုသာဝတ်တက်ပေသည်သူ၏ဝင်းပါသောမျက်နှာတွဲနွယ်သောလေတိုင်းနှင့်ဖြူဝေးညှို့ပြောင်းသောလက်မောင်းများသည်အမောင်ထဲတွင်ပွေးခနဲဝင်တောင်နေကြပေသည်အခုတော်တော်ပိန်သွားတယ်နော်ငကြူကခေါင်းတွင်တား၍စီးထားသောလက်ကင်ပေါ်ကိုရှေ့သို့တိုး၍ဖုံးလိုက်ရင်ပြော၏အေးပိန်သွားတယ်နေလည်းသိနေမကောင်းဘူးဆိုကျမလားဒီလောက်လည်းမဟုတ်ပါဘူးနည်းနည်းပါပါခုလဲကောင်းနေမကောင်းသေးဘူးသွားကြိုက်လို့အကိုရောခုဆိုင်မှာအလုပ်ပြန်ဆင်းနေပြီလားအေးဈေးဝယ်ဆင်းတဲ့နေရာစားပြီးအလုပ်ပြန်လုပ်တာပဲအလုပ်မရှိရင်မနေကြဘူးဟာတမျိုးကြီးပဲတိတ်လည်းပဲမမလုံးနေဘူးကိုရဲ့တော့ကြပြန်ပြီးလဲနေုံပဲကဲကျမလည်းသွားတော့မယ်တမင်မစားရသေးဘူးငကြူကနောက်သို့လှည့်ထွက်လိုက်သည်ကံကောင်းကငကြူ၏လက်များကိုလှမ်းဆွဲထားလိုက်သည်ခဏထိုင်ပါဦးနေကငါကျေးဇူးတင်လို့ပါဟာငါဈေးကိုတက်နေတော့နေကီယူတဆိုင်လာတော့ဝမ်းသာလို့ကျေးဇူးတင်လို့ပါဟိုအကူကလည်းကျေးဇူးတင်စရာမလိုပါဘူးကျမတက်နိုင်သလောက်တော့ကိုညီရမှာပေါ့ကဲသွားမယ်ကိုနောက်များမှအေးစေးလာလေအောင်စကားစမြည်ပြောအောင်လာရင်နေ့လည်းပဲလာတော့ကိုညဆိုရင်ကျမမရှိဘူးလာမယ်မို့လားအိုးလာမှာပေါ့ဟာနောက်တော့သာလာလို့မောင်းထုံးမပြစ်နဲ့ဘာလို့မောင်းထုံးရမှာလဲကဲကျမထမင်းမစားရသေးဘူးထမင်းကျော်သွားဝယ်လိုက်အောင်မယ်တော်ကြခေါက်ဆွဲဆိုင်ပိတ်သွားလိမ့်မယ်ငကြူသည်လမ်းမဘက်သို့လှည့်ထွက်သွားလေသည်ကံကောင်းသည်ငကြူပြန်လာရင်သူ့ကိုခန်းထဲသို့ခေါ်လေမလားစောင့်ရည်နေမိသည်ခဏကြာရင်ငကြူသည်အထုပ်ကလေးတို့ကိုဆွဲကအခန်းထဲသို့ဝင်သွားပေသည်သူ့ဘက်ကိုလှည့်မကြည့်တော့ပေလက်တစ်ဖက်ကမူပလင်းတစ်လုံးကိုဆွဲသွားပေသည်အရက်ပလင်းဖြစ်ဟန်တူပေသည်ကံကောင်းသည်ကိုပြစ်ပေါ်တွင်အကြာကြီးလဲလျောင်းနေပြီးမှဆိုင်သို့ပြန်လာခဲ့သည်ငကြူဘဝကိုတွေး၍ဝမ်းထဲကရင်ထဲတွင်တလိုက်လိုက်ဖြစ်လာပေသည်ကံကောင်းသည်တော်တော်နဲ့အိမ်မပြောပေကံကောင်းသည်လက်ထဲမှစက်ကူတုပ်ကိုဒိုင်းညာတွင်ညှက်လိုက်ခါအခန်းတကားကိုတုံဖွင့်လိုက်သည်သူ့ကိုကြောပေးထိုင်နေသောငကြူသည်ကောင်းပေါ်မှာလက်ကင်ပေါ်အောင်ကောက်ခါကောင်းကိုကြပြကြရစီလိုက်သည်ပြီးမှသူ့ဘက်သို့လှည့်ကြည့်လိုက်သည်ကြည်စံအခုတို့များအတန်လေးပါလေးတော့မပေးဘူးလာလာညအေးပြက်တာနဲ့ခေါင်းထဲအုံလုံးဖြစ်နေလို့ထိုင်းနေတာကံကောင်းသည်ဂျိုင်းကြားထဲမှဆက်ကူအိတ်ကိုငကြူသို့လှမ်းပေးလိုက်သည်ရော့နင်းဖို့ဝဲလာတာဘာတွေလဲအင်းကြီးစားတွေပါလားလှရတော့ဟင်ဒါထမိန်အကူရဲ့ဒုက္ခရှာလို့ငကြူသည်အထုပ်ထဲမှအိမ်ကြီးစားများကိုဆွဲထုတ်ပြီးကိုမကက်ရင်ပြောလိုက်ပန်းသွေးရောင်ပေါ်တွင်ကလေးယုံများခွေးရုပ်ကလေးများရိုက်ထားပေသည်ငကြူသည်လုံကြီးကိုလည်းသူ၏တင်းရင်ကျစ်လေသောကိုလုံးပေါ်တွင်ကတ်ကြည့်သည်ကံကောင်းအမှတ်တရဝင်လာ၍ကျေနပ်နေပုံရပေသည်ကံကောင်းကသူ့လက်ဆောင်ပစ္စည်းတွေကိုငကြူကဝမ်းသာအားရကင်တွယ်ကြည့်နေသည်ကိုမြင်ရတဲ့အခါဝမ်းသာကမျက်နှာမှာ
ဝင်းထိန်နေလေငကြူ၏သပင်များမှာခေါင်းစည်းထားသည့်လက်ကိုင်းပွားအောက်တွင်ထွေနေကြလေသည်ငကြူသည်ရှုပ်ထွေးသောသပင်များကိုရှင်းရန်ခေါင်းဝလက်ကိုင်းပေါ်ဆွဲဖြုံလိုက်သည်ဟင်ဘာဖြစ်လို့လဲငကြူ၏လက်ရဘက်ပကြိတ်ကြီးမှာရောင်ကိုင်းနေ၏အောင်နှကမ်းများမှာရောင်နေ၏ရဘက်မျက်လုံးအောက်တွင်ခြေရာ၏တစ်ခုလည်းမြင်ရလေသည်ငကြူသည်ဒီတော့မှသူ့မျက်နှာမှဒဏ်ရာများကိုအမှတ်ရလာကကောင်းငုံ၏လက်ဝါးနှစ်ဖက်ဖြင့်အုပ်ထားလိုက်ရင်တရှုပ်ရှုပ်ငိုနေပြီသည်ဘာလဲနင့်ဘသူကရိုက်လွတ်လိုက်တယ်လေဟင်ကံကောင်းကဒေါသတကြီးဖြင့်မေးလိုက်သည်ငကြူဘာမှမဖြေပေသူတို့နှစ်ယောက်သာအတန်ကြာမြတိတ်ဆိတ်နေကြသည်ကံကောင်းသည်အခန်းပတ်ဝန်းကျင်ကိုလှည့်၍ကြည့်လိုက်သည်ဒီခါကျတော့ကြောက်ပေါ်မာရီဖြင့်ရွတ်တွနေခြင်းဖြစ်သောသူ့မျက်နှာသည်ကြောက်စရာကောင်းနေပေသည်တခါလုံးမှလှဲကျင်းထား၍တန်ရှင်းတန်လျက်လျက်ရှိသည်အခန်းထဲတွင်ပစ္စည်းများများဆဆမရှိတော့လေသူ့နေရာနဲ့သူစနစ်တကျရှိနေသည်အခန်းတော်တွင်သတင်းစာဆက်ကူတစ်ချက်ကိုခင်းကလက်ဖက်ရည်ပကံများထမင်းပကံများနှင့်လက်ဆွဲကြိုင်ကိုစီးကြော်၍မှောက်ထားလေသည်ထမင်းများကိုလည်းခြေရင်းကြိုးတန်းပေါ်တွင်တက်ရခောက်၍တင်ထားပေသည်ကံကောင်းသည်ငကြူကိုလှည့်ကြည့်မိလိုက်ပြန်သည်ရှောက်ရည်ငိုနေသည်ဖြင့်ငကြူ၏ရေုံမှာလှိုင်းတွေလိုခုန်နေပေသည်ငိုရှိုင်းလိုက်တိုင်းငကြူ၏ပကုံးနှစ်ဖက်သည်အထက်သို့တက်သွားပေသည်ကံကောင်းသည်ထွက်သွားမလားချော့ရမလားဟုဝေခွဲမရနိုင်ပေငကြူကိုသာငေးကြည့်နေပေသည်ဒါဖြင့်ငါသွားတော့မယ်နော်ကံကောင်း၏ပါးစပ်မှအလိုလိုထွက်သွားပေသည်ငကြူဒီလိုရုပ်ပြက်ဆင်းပြက်ဖြစ်နေသည်ကိုမကြည့်ခြင်းပေသို့တော်လည်းသူ့ခြေထောက်များကျမ်းမြေမှခွာမရအောင်ဖြစ်နေကြပေသည်ငကြူသည်မျက်နှာတွင်ရှက်ဖုံးထားသောလက်များကိုပြုတ်ကာကံကောင်း၏လေကိုရစ်တိုင်းထားလိုက်သည်အကိုနေပေါင်းကိုရဲ့မပြန်ပါနဲ့ဦးခုမှတော့ကျမမျက်နှာကိုမြင်သွားပါပြီမထူးတော့ပါဘူးမပြန်ပါနဲ့ဦးအစတုန်းကတော့ဒီမျက်နှာကြီးကိုအကိုမမြင်စေချင်လို့မတွေ့အောင်ရှောင်ခဲ့တယ်မရှောင်နိုင်လို့တွေ့ပြန်တော့လဲလက်ကင်မွားကြီးစီးထားပြီးဖုံးထားခဲ့တယ်ခုတော့အကိုမြင်သွားပြီမို့လားမထူးတော့ပါဘူးကံကောင်းသည်ငကြူ၏မျက်နှာကိုစိုက်၍ကြည့်နေပေသည်ငကြူ၏ဖြူဖွေးနှူးညံ့သောမျက်နှာပြင်တွင်အညိုမဲစိမ်း၍ထင်လျက်ရှိသည်ရှားဘက်မျက်နှာတစ်ချမ်းမှာဖူးဖူးရောင်လျက်ရှိသည်ကံကောင်းသည်ရုပ်ပြက်ဆင်းပြက်ဖြစ်နေသောငကြူ၏မျက်နှာကိုကြည့်ရင်တက်ပြင်းတစ်ချက်ချလိုက်သည်ဘာဖြစ်တာလဲငကြူနင့်ကိုရိုက်လွတ်လိုက်ကြလားငကြူကမျက်လုံးတစ်ချက်ဝင့်ကြည့်လိုက်ပြီးတောင်းငိမ့်လိုက်သည်ဘယ်ရလဲရာဇဝတ်အုပ်ကိုကျော်နေရဘာလို့ရိုက်တာလဲတနေ့ကငကြူဘူတာတွေကိုရောက်သွားတော့ကိုကျော်နေနဲ့ပလင်းနှစ်ယောက်ပေါက်လာပြီးကျမကိုစစ်စရာရှိတယ်လို့ခေါ်သွားတယ်ဟိုကျတော့ကျမနဲ့အိတ်တာပဲပတ်စံလည်းမပေးဘူးပတ်စံတောင်းတော့မပေးဘူးမပေးတဲ့ပြင်နင့်ကိုမြင်းလဲသမားကိုဘဆန်ကသူမိမမကောင်းမှုလို့သူကြီးဆောင်လာတယ်ဆိုပြီးကတ်တိုင်ထားတယ်ဆိုပြီးကတ်တဲနဲ့ချုပ်ထားတယ်နောက်နေ့ကျမှပြန်လှုပ်လိုက်တယ်လူလည်းရိုက်လှုပ်လိုက်တာအကိုမြင်ပဲနေရသွေးဆောင်နေဆိုတော့ဟုတ်လားကြံနေစရာကိုရဲ့သူမိမငကိုတွေကကျမတို့လိုအပြက်ထဲရပဲဒီနေ့မှသူ့ယောက်ျားရိုက်လို့စိတ်ဆိုးပြီးကျမနဲ့လာနေတာပဲကျမဘာမှသွေးမဆောင်ပါဘူးကံကောင်းသည်အဝေးသို့ငေးကြည့်နေပေသည်ငကြူသည်ကံကောင်း၏ပကုံးတစ်ဖက်ကိုစုပ်ကင်လှုပ်ရမ်းရင်ပြောလိုက်သည်အေးမပြန်မနဲ့ဦးကိုရဲ့အခုလောကမှာကျင်နာမဲ့သူဆိုလို့ကျမတယောက်ပဲရှိတယ်လို့ကျမလောကမှာလည်းတနာမဲ့သူဆိုလို့အကူတယောက်ပဲရှိပါတယ်အကူဟာကျမပေါ်မှာတနာတတ်တယ်ဂရုစိုက်တယ်တိပင်ယောက်ျားတွေလို့မဆက်ဆံဘူးကျမတို့နှမယောက်ျားတွေဟာကျမတို့တို့ဆန္ဒမပြည့်ခင်အမျိုးမျိုးချော့ကြတယ်မြောက်ကြတယ်ယူရကြတယ်သူတို့အလိုကြောင့်ငွေပေးပြီးပျော်ပါကြတယ်သူတို့ဆန္ဒပြရတဲ့တပြိုင်နက်ကျမတို့ဆက်ဆုပ်စရာမတတိစရာသဘောထားကြတယ်အကူကသူတို့လိုမဟုတ်ဘူးသူတို့လိုမငြင်းညမ်းဘူးသူတို့လိုမယုံပါဘူးဒါကြောင့်မို့လေမနေ့ကအကူကိုတွေ့လိုက်တော့ကျမစိတ်ထဲအားရှိလာတယ်ဝမ်းလဲတာတယ်အကူနဲ့ကြာကြာထိုင်ပြီးစကားတွေပြောချင်တယ်ဒါမဲ့ဟောဒီဖူးဖူးရောင်နေတဲ့မျက်နှာကြီးကိုအကူမြင်သွားရင်အကူကကျမကိုတီးပြင်ယောက်ျားလေးလိုယုံမုံကြီးဖြစ်သွားလိမ့်မလားဆိုပြီးမျက်နှာကိုမမြင်အောင်ရှောင်ခဲ့တယ်ဒီမျက်နှာကြီးမြင်သွားတာနဲ့အကူကငါ့ပေါ်မှာယုံမုံပြီးနောက်ထပ်လည်းငါ့ကိုအတွေ့ခံမှာမဟုတ်ဘူးဆိုပြီးရှောင်နေခဲ့တယ်မတော်ပါနဲ့တော့ကိုကျမပြောတဲ့စကားတွေကိုလေဘယ်သူမှလေးလေးနက်နက်မထားကြဘူးရင်နာလို့ကျမဘဝအမှန်ကိုဖွင့်ပြောတော့
ဒီပင်ယောက်ျားတွေကဘာဖြစ်တယ်ထင်တယ်လဲရေးကြတယ်ကိုရေးကြတယ်နင်တို့ပါဇက်ကဒီလိုပဲပြောကြတာပဲတဲ့သိလားအကိုကတော့ကျွန်မပြောတာကိုလေးလေးနက်နက်ထားတယ်သူများတွေကိုမလှောင်မရည်ဘူးအကိုဘာလို့မလှောင်တာလဲကိုကျွန်မကိုတခြားယောက်ျားတွေလှောင်တယ်လို့လှောင်ရင်လဲလှောင်ပြလိုက်စမ်းပါကိုရဲ့ဘာလို့ကျွန်မအပေါ်မှာဒီလောက်ကရုဏာတတ်နေရလဲကံကောင်းဒီငကြူ၏စကားတွေကိုကြားရင်ရင်ထဲကနာလာသည်သူဤကျမ်းတွေကိုငုံကြည့်နေပြီသည်ငကြူကံကောင်းဟာခေါင်းပေါ်ပြီးငကြူ၏မေးပြားကိုကင်ပြီးခေါ်လိုက်သည်ငကြူ၏မျက်နှာသည်အလိုက်သိမော်ရီပါလာသည်သူမျက်လုံးတွင်မျက်ရည်ဝဲနေလေသည်အကိုနင်းငါ့ကိုဘယ်လိုထင်သလဲအကိုဟာသဘောကောင်းတယ်တနာတတယ်သိခံတယ်ပေါ်ဝင်းကျတစ်ခုလုံးရဲ့တရွေးကွာမှာပက်လက်မျိုးနေတဲ့ငကြူလိုမိမသားမျိုးဂယုဏတတ်တယ်မဟုတ်ဘူးငကြူမဟုတ်ဘူးငါကနင်းတဲ့လောက်သဘောမကောင်းသေးဘူးနင်းတဲ့လောက်လဲသိခံစိတ်မရှိသေးဘူးတကယ်ပဲငါဟာနင်းပြောသလောက်မကောင်းအပြားနေကြည့်တော့ငါကြည့်ရတာလူအေးသလောက်သဘောကောင်းလို့ထင်ရမှာပဲဒါမှငါဝမ်းထဲမှာမအေးဘူးငါရင်ထဲမှာရှိနေတာကိုမပြောတတ်လို့ဒီတိုင်းကြိတ်မိတ်အောင်အေးနေတာအဲ့ဒါကိုစကားနဲ့တည်းအေးတယ်လို့မထင်နဲ့အမှန်တော့ငါထုံထိုင်းနေတာသဘောကောင်းတာမဟုတ်ဘူးကို့လာစော်ကားရဲ့လူကိုပြန်မလုပ်တတ်မပြောတတ်လို့ခံနေရတာဒါအသီးခံတာမဟုတ်ဘူးထုံတာအေးလေငါပြောတဲ့အိဗယ်ကိုနင်နားလေခြင်းမှနားလေမယ်နင်လားလေအောင်ငါမပြောတတ်ဘူးခုဆိုရင်နင့်အတွက်ငါတော်တော်စိတ်မကောင်းနင့်ကိုတနာတယ်ဒါပေမဲ့ငါရင်ထဲမှာနင့်အတွက်ဘယ်လောက်စိတ်မကောင်းဖြစ်နေတယ်ဆိုတာငါမပြောပြတတ်ဘူးဘယ်လိုစကားရည်နဲ့ပြောရမယ်မသိဘူးငါရင်ထဲမှာနင့်ကိုဘယ်လောက်တနာတယ်ဂယုဏရှိတယ်ဆိုတာကိုငါပြောချင်ပါရဲ့ဒါပေမဲ့ငါဘဝမှာအခုထိငါဘောဘယ်သူမှတနာတယ်ဂယုဏတတ်တယ်လို့ပြောတာမကြားခဲ့ဘူးသေးတော့နင့်ကိုလည်းငါဘယ်လိုပြောရမလဲဆိုတာမသိဘူးစကားလုံးလည်းရှာမရဘူးကျမနားလဲပါရဲ့ကိုရဲ့ကျမနားလဲပါတယ်ဟောကိုအကိုဒီလောက်စကားတက်ရတာနဲ့များမပြောတတ်ဘူးလို့ထင်နေရသေးတယ်အကိုထိုင်လက်ဖက်ရည်တောက်အောင်ကျမဝယ်ထားရင်ငကြူကညီးတယ်လို့ပြောကကံကောင်းပခုံးကိုဆွဲပြီးအထိုင်ခိုင်းကံကောင်းဒီဖြားပေါ်တွင်ထိုင်ချလိုက်သည်ငကြူကလက်ဖက်ရည်ကိုနှုတ်စီဘူးပေါ်ထဲမှခွက်သေးသူထဲကသူ့ရှိလာချလိုက်သည်ဩကိုကျမတကားကြီးပိတ်ထားလိုက်မယ်နော်တရတာဟိုလူလာဒီလူလာနဲ့မကောင်းပါဘူးကွယ်ဒီဘဝဟာဆက်ဆုပ်စရာကြီးပါလူတွေဆိုတာလည်းတရားမှလူကောင်းရဲ့လူမရှိတော့ထင်ပါရဲ့ငကြူသည်သူ့နားတွင်ထိုင်ကသူတို့လောကကြီးအကြောင်းကိုပြောပြလေသည်ဒီလိုကြတော့လေငကြူသည်လောကကိုစမ်းစစ်သောဝေဖန်သူတဦးနှင့်တူပေသည်ငကြူသည်သူ့အတွေ့အကြုံများကိုကံကောင်းမျက်စိထဲတွင်တရေးထင်မြင်လာအောင်ပြောပြတတ်ပေသည်ငကြူပြောပြသည့်ဘဝမှာငြိမ်းချမ်း၍မကောင်းမှုတို့ဖြင့်ပွေလိန်နေသောဘဝဖြစ်၍နားထောင်ရသည်ပင်ကြောက်စရာကောင်းနေပေသည်ငကြူကိုယ်တိုင်လည်းပြောရင်ကြောက်ဟန်ဒေါသထွက်ဟန်တို့သည်သူ့မျက်နှာပေါ်တွင်ပေါ်လာကြသည်အညိုမဲတွေကြားမှမျက်လုံးများသည်လက်စားချေလိုစိတ်ဖြင့်တက်လက်တောက်ပါနေကြသည်တခါလေကြတော့လဲငကြူ၏အတန်မှာဝမ်းတွင်ကြေကွဲတမ်းပါလာ၏တခါတလေကြတော့လဲလောကကြီးကိုနှောင်ပြောင်သလိုအတန်ပါလာလေသည်တော်ကြတော့မှငကြူသည်စကားကိုဖြတ်လိုက်ပြီးကံကောင်းကိုလှမ်းကြည့်လိုက်သည်ကံကောင်း၏မျက်နှာမှာလူယုံမပေါ်တော့ပေကံကောင်း၏မျက်လုံးများသည်ဒေါသကြောင့်အယောင်တောင်နေသည်အန်တော်ကျိတ်လိုက်သဖြင့်ကြီးကနေမြေတံပေါ်လာသည်လက်သည်ကိုတင်းကျပ်စွာဆုပ်ကာအန်ကျိတ်လိုက်သဖြင့်မေယိုကြီးများသည်ဖောင်းကြွဖူထင်လာကြပေသည်သူမျက်နှာသည်မဖီသောကြားတကောင်လိုကြောက်စရာကောင်းနေပေသည်ခုခေတ်မှာထမင်းတလုံးစားဖို့အရေးဘယ်တော့ခက်ခဲတယ်ဆိုတော့အကိုလည်းသိတယ်မို့လားဒီဘောတော့ပြောလို့ပဲဟုတ်မလဲကိုရဲ့ဒါပေမဲ့ပညာကလည်းမတက်အယောင်းဝယ်လို့အောင်လည်းရင်းနှီးစားစရာမရှိပြီးတော့ဒီဘောရောက်တဲ့ကျမလိုမိန်းမမျိုးဘယ်ယောက်ျားအောင်ယူမလဲကိုပြည့်ချင်တာတွေဘယ်နဲ့တုပ်ဖြစ်မလဲကိုခုလိုပတ်စံရှာစားအောင်လွယ်လွယ်ကူကူရတယ်ထင်သလားဝေးသေးတယ်ကိုအနောက်ရှက်တွေပြည့်နေတာပဲတခါတလေများပလိတ်တွေကငွေဆက်ကိုနံပါတ်မှတ်ပြီးထောင်ဖမ်းတာမျိုးတွေတောင်ကြုံရသေးတယ်အေးလေးလူဘွားဆိုတာထောင်ချောက်တွေညှို့ကွင်းနေနေပြည့်နေမှာပါပဲဒီထောင်ချောက်တွေရဲ့နှက်ကန်းတွေမှာလမ်းလျှောက်ရတာနဲ့အတူတူပါပဲဒီထောင်ချောက်ထဲမကြရင်ဟိုထောင်ချောက်ထဲကြမှာပဲဒီလိုကြမှာအတူတူတော့မထူးဘူးလေကြခြင်းနဲ့ထောင်ချောက်ထဲကြာသားဟဲ့ဖြစ်ချင်ဟာဖြစ်ဟဲ့ဆိုပြီးတော့
တော့စိတ်ထင်ရရှောက်လို့တာပဲဘဝခီးလန်းဆိုတာဘယ်တော့မှဖျောက်ဖျောက်ပြပြရှိမယ်မထင်တော့ပါဘူးကံကောင်းသည်ငကြုစကားများကိုတွေးနေမိလေသည်ဘဝဆိုဒီမှာကြောက်ကဘာတို့ဖြင့်ပြီးတော့အရာကြီးဖြစ်၍ဒီကြောက်ကဘာတို့နှခမ်းတွင်ကျင်းမြောင်းသေးသောလူသွားလန်ကလေးသာရှိသူသည်ဒီလမ်းကြီးလေးပေါ်တွင်ရှောက်နေရသောမျက်နှာကိုအဝတ်စည်းထားသည့်တရဝါတကောင်သာဖြစ်ပေသည်အောက်မှနှဆိုင်မှောင်မဲသောကြောက်ကဘာကြီးများသည်သူ့ကိုလှောင်ပြောင်းခုံမြင်နေကြ၏ကြောက်ကဘာလေးမှတိုက်လာသောလေသည်သူ့ကိုရင်မူစေ၏သူဖြင့်လူဆိုသောတရဝါသည်ခေါင်းထဲတွင်မူးဝေနောက်ကြည့်လာကကြောက်ကဘာလေးသို့ကျသွားပေသည်ကံကောင်းသည်ငကြူ၏စကားတွေကိုနားထောင်ရင်းငိုကျင်လာပေသည်ငါသွားမယ်ငကြူကံကောင်းကထ၍နှုတ်ဆက်လိုက်သည်ငကြူသည်သူ့ရင်ထဲမှရှိတာတွေကိုအံ့ချပြီး၍မတားတော့ပေတကားဝါနာရောက်တွင်အကူအားရင်လာလေနော်ဟုသာမှားလိုက်ပေသည်ကံကောင်းသည်ဒီနေ့ညနေငကြူစီကပြန်လာပြီးသည့်နောက်တွင်ရင့်ကျက်လာသည်ဟုထင်လိုက်ရ၏သူစိတ်သည်တော်တော်ရင့်မာသွားပြီဟုထင်လိုက်ရ၏တကယ်ဆိုတော့လေကံကောင်းရင်ထဲတွင်အတွေးခေါ်သည့်အယူဆသည့်တွေပေါ်လာပြီမို့လားကံကောင်းသည်ထိုနေ့ညဆိုင်သို့မပြန်တော့ပြီမြို့ထဲတွင်ရှောက်လည်နေပြီသည်မြို့ထဲကတော်တော်ညဉ့်နှံ့မှပြန်လာကမြေသားဘူတာယုံထဲကတွင်းတစ်ခုပေါ်တွင်တက်အိတ်လေသည်ဈေးပိန်နှင့်မူဘူတာယုံထဲတွင်တက်သူဆင်းသူထွက်သူဝင်သူတို့နှင့်ရုပ်ရုပ်တဲတဲဖြစ်နေ၏သူတို့ကြည့်ရသည်မှာပိုးပရွက်များနေတာတူပေသည်။အော်ဘဝတန်နေရပြီတကားအပိုင်းကကံကောင်းသည်မဲထားတွဲလက်တစ်ခုပေါ်တွင်လှဲနေလေသည်ဒီအချိန်မှာရန်ကုန်ပြည်စာပို့လည်းမရှိလောကရထားများလည်းမရှိသဖြင့်ဘူတာတဝိုက်မှာ6သွေးနေပြီမဲထားတွဲလက်မှာမကြီးသည်မှဲ့သောနန်ရရှိသည်မကြီးသည်တင်သောတွဲဖြစ်ဟန်တူလေသည်ရော်ရွတို့သည်တဖြုတ်ဖြုတ်ကြွေကြနေ၏လေဦးလေယူစော်လိုက်သည်နှင့်တရွက်ချောင်းနေမောင်းဝါရွှေသောရွာဟောင်းများသည်လေရဲတွင်လွင့်ပါသွားကြသည်တင်ကြီးတွင်မင်းလွင်ခို၍ပြညိုရောင်ရှက်တန်းနေပြီကံကောင်းသည့်အရာမောက်၏လက်မောင်းပေါ်တွင်မေးတင်ကမင်းလွင်ဆိုင်၍ပိုက်ကြပြဖြစ်နေသောကောင်းငင်ကိုငေးကြည့်နေမိသည်သူ့ဘဝကကောင်းငင်လိုပင်ဟာလာဟင်းလေးရှိလာပေသည်ဦးကြီးကိုတော်ခွေးအိမ်မှကံကောင်းထွက်လာခဲ့သည်မှာကြာပြီဦးကြီးကိုတော်ခွေးတို့အိမ်ကထွက်လာတော့ကျွန်တော်စလိုက်ကံကောင်းဘယ်ကိုရောက်နေပါသနည်းဘယ်ဦးမှသွားကြမရှိပါဘူတာဘေးကထမင်းဆိုင်တွင်စား၍တွဲလွတ်ပေါ်တဲ့အိမ်ပါသည်ယထာဆိုင်ချိန်ကျရင်ကူလီထမ်းပါသည်ဦးကြီးကိုတော်ခွေးတို့ကကံကောင်းကိုသူတို့အိမ်ကထွက်မသွားရန်အတန်တန်တားကြသည်တို့ရတွင်ကံကောင်းမနေခြင်းတော့ပြီတံမြူဆိုင်မှအနံ့အသက်များကိုလည်းမခံခြင်းတော့ပြီဒီလိုတန်ဖြူစရာဘဝနဲ့အယူထုတ်ရရင်ကိုတဝမ်းတစ်ခါအတွက်တော့လုံလောက်ပါ၏အိတ်စရာနေရလေးတော့ရပါ၏တို့ရတွင်ကံကောင်းသည်အထီးတံဘဝကိုမပျော်ပိုက်တော့ပေထို့ကြောင့်အပြင်ထွက်အလုပ်လုပ်ရန်ဆုံးဖြတ်ခဲ့သည်သို့တော့ကျွန်တော်စလိုက်ကံကောင်းလို့အညတရတော့နေရမရှိပါနောက်ပြီးဦးကြီးကိုတော်ခွေးတို့အိမ်မှာကျင်းကျက်လာသည်ဟုထင်သည်သူ့ဘဝမှာသူငယ်ငယ်တုန်းကဦးလေးကိုရွှေဖီလှဝင်လေးတွင်လှောင်ပိတ်ခံရသည့်တက်တူရေးလေးတွေနဲ့တူတလူလိုရှိသည်ဟုလည်းအောင်မေဒီတော့ကံကောင်းသည့်တက်တူရေးလေးတွေကိုတန်းနာကလှောင်အိမ်မှလွတ်ပစ်ခဲ့သည်ဦးလေးကိုရွှေဖီကအစာရည်စာကြွေးမွေးပြုစုတော်လဲလှောင်အိမ်ထဲတွင်ပိတ်လောင်ခံရသောငှက်ငယ်ဘဝသည်ဘာများအနှစ်သာရရှိပါသနည်းငှက်ဆိုသည်မှာလေးပမားလျင်လွတ်လွတ်လပ်လပ်ပြန်တန်းလူသည်မဟုတ်ပါလားဦးကြီးကိုတော်ခွေးတံပြူဆိုင်မှသူ့ဘဝနဲ့ဦးလေးကိုရွှေပြီးနောက်အိမ်ထဲမှာငှက်ငယ်၏ဘဝသည်ဘာများထူကြပါသနည်းဦးလေးကိုတော်ခွေး၏ဆိုင်တွင်တမင်တလုတ်ကိုနတ်မှန်အောင်စားရပါ၏ကြောခင်းစရာတနေရာလောက်အတွက်ကိုမပူပင်ရသည်မှာမှန်ပါ၏တို့ရရင်သူ့ဆိုင်မှာငှက်လောင်အိမ်လိုတက်တဲကျင်းမြောင်လာကြသည်တကားထို့ကြောင့်ကံကောင်းသည်ဘူတာယုံဘက်သို့ထွက်လာခဲ့၏ငငယ်တော့ကသူဘူတာဘက်သို့မကြာခဏရောက်ဖို့၏ကြီးမှသိမရောက်ဖြစ်တော့ပြီကံကောင်းသည်တွဲလွတ်ပေါ်မှဆင်းလာကကြောင်တက်တက်ဖြစ်သည်ဖြင့်ဘူတာယုံပလက်ဖောင်းကိုဖင်းခု၍ထိုင်လိုက်သည်မတော်ရတန်တန်တောင်းမှန်သည့်ဦးကြီးကိုသာခွေးမျက်နှာကိုမြင်ရောင်နေသည်ဘူတဲကုန်းကဘူတဲအဆောက်ဦးကြီးကိုမြင်တော့လေဦးလေးကိုရွှေဖီကိုအမှတ်ရနေသည်ဟေ့ကံကောင်းဘာလာလုပ်တာလဲအသားဖြူဆက်ဆက်ကိုလုံးကိုရဲထွားထားတဲ့လူတစ်ယောက်ကသူ့ကိုလှမ်းနှုတ်ဆက်လိုက်သည်တို့သူမှာအသက်အစိတ်လောက်သာရှိုံမြည်ထင်ရ၏ကံကောင်းသည်သူ့မျက်နှာကိုတနေရာမှမြင်မှုသည်ထင်၏
သူ့မေယုံများထွက်ပုံနှစ်ဖူးကြပုံမှာမြင်နေကြဖြစ်ခဲ့သောရုံမျိုးဖြစ်သည်တို့ရရင်ဗမာမြင်ခဲ့ဘူးသည်ဟုမမှန်ပြီတော့ပေသူဒီကံကောင်းအနည်းသို့လာရဲ့၏သူကိုမှအောက်တိုးသို့ချွေးနိုင်ထွက်လာပြီသည်ကံကောင်းသည်သူ့ကိုငေးဆိုင်ကြည့်နေပြီသူကိုမှစပိုရှယ်အင်ဂျီအပြဲနှင့်ဘောင်းမီတို့အပြောင်ဝစ်ထား၏ဘောင်းမီကအယောင်လွင့်ပြင်းစွာပြူလေသည်ခြေလုံးကြီးတစ်ထည်ကိုခွင်းတိုင်ထားလေသည်ဟေ့ကံကောင်းငါ့ကိုမှတ်မိရလားကံကောင်းကသူ့ကိုကြည့်ကကောင်းရန်ပြလိုက်သည်ပစိုးတိုင်းနဲ့လူကသူ့ကိုကြည့်၍ရက်ခါအေးမင်းကတော့ဘယ်မှတ်မိမလဲငါကံမြန်လေကွာကိုချစ်ဖွယ်သားလေဒီတော့မှကံကောင်းသည်ရုပ်နဲ့နာမည်ကိုဖမ်းမိလာ၏ကံကောင်းငငယ်တုန်းကကံမြိုင်တို့တိုက်နဲ့ကစားခဲ့သည်ကိုအမှတ်ရနေ၏ကံမြိုင်ကငငယ်တုန်းကလည်းမတူတော့ပြီငငယ်တုန်းကကံမြိုင်သည်ညစ်ကြေကျဲနဲ့အင်မတန်ရံဖြစ်တတ်သူဖြစ်သည်အခြားကလေးနဲ့ရံမဖြစ်ရရင်အိမ်ရှိသူ့ကိုဒုက္ခိတကိုပြောင်းလောင်နေတတ်သည်အခုဒုက္ခိတမှာခြေတစ်ဖက်သိမ်းနေတဲ့ဖြင့်ကံမြိုင်စော်ကားသမျှကိုခံရတတ်သည်ကံကောင်းသည်ခြေတစ်ဖက်သိမ်းနေသောဒုက္ခိတကိုမြင်အောင်ကတနာလေသည်ဦးလေးကိုချစ်ဖွယ်ရောကံကောင်းကကိုချစ်ဖွယ်ကိုအမှန်ရလာ၏ဦးလေးကိုချစ်ဖွယ်သည်သူ့ပစံတစ်တာလေးကိုလူယူခဲ့သည်ကိုမြင်အောင်နေ၏ဒီတော့ကံကောင်းသည်ဦးလေးကိုချစ်ဖွယ်ကိုကဘာကြည့်တော်လဲဦးတန်းမကြည့်ဟုစိတ်ထဲတွင်တေးထားခဲ့သည်သူ့ဘော်တွင်ရက်ဆက်သည့်ကိုချစ်ဖွယ်သူ့ဘော်ခွေးတကောင်လိုရောင်းချခဲ့သည့်ကိုချစ်ဖွယ်ရှိရဲ့ကွာအဖေလည်းကောင်းကောင်းမမာပါဘူးကွာငါ့ကိုလည်းဒုက္ခိတအိမ်မှာဘာမှမလုပ်နိုင်ဘူးခုတော့ငါတယောက်တည်းအလုပ်လုပ်နေရတာပဲကံကောင်းသည်ကိုချစ်ဖွယ်၏တဒံကိုမြင်ရောက်နေ၏သူစိတ်ထဲတွင်လက်စားချီလိုစိတ်များမီးအလျံလိုတောက်လာ၏ကံကောင်းသည်သူ့ဖို့နိုင်တဲ့စီနေလုပ်ခဲ့သူမှန်သမျှအောင်စိတ်ထဲမှာတေးထားခဲ့သည်ကြီးဖြစ်သည်သူတွေ့ခဲ့သမျှလူတွေမှာသူ့ပေါ်တွင်နိုင်တဲ့ကလူပြုတ်မှုခဲ့ကြသည်ကြီးသာဖြစ်သည်ဒီထဲတွင်ကိုချစ်ဖွယ်နှင့်ဦးကြီးကိုသာခွေး၏တူခွေးနေမှာအဆိုးဆုံးဖြစ်လေသည်မင်းခုဘာလုပ်နေလဲအရင်တော့ကိုသာခွေးဆိုင်မှာလုပ်တယ်ဆိုဟုတ်တယ်ခုလည်းကိုသာခွေးဆိုင်မှာပဲလားခုမလုပ်တော့ဘူးကံကောင်းကပလက်ဖောင်းဝင်းထရံပြီးမှပြင်းမငုတ်တို့၏ကိုငေးကြည့်ရင်ပြောနေသည်ပြင်းမငုတ်တို့၏မှာနေပူရဲတွင်6တယောင်နေခက်လက်တို့မဝေစီတော့ပေဒါဖြင့်ဘာလို့မလုပ်လဲဘူတာမှာကိုလီထမ်းမလို့စိတ်ကူးတာပဲအလုသမားတဲ့နဲ့ဝင်ပြီဗလားဟင်းကိုပါကျန်းရောငွေ30ပေးပြီဗလားဘဲကိုပါကျန်းလဲကံကောင်းကနားမလဲတယ်လို့ကံမြိုင်ကိုကြည့်ပြီးမေးလိုက်ကံမြိုင်ကမိမရှိတော့ဆေးပင်းလိတ်တို့ပါဇက်မှာချွတ်လိုက်ခါကူလီကောင်းကိုပါကျန်းလေဒီမှာကူလီထမ်းရင်အလုသမားအသိနဲ့ဝင်ရတယ်ကွာပြီးတော့ကူလီကောင်းကိုပါကျန်းကိုစက်ကြီး30ပေးရတယ်ဒါမှကူလီထမ်းဝင်ရတယ်ဘာဝင်ထမ်းလို့မရဘူးဒါဘာဖြစ်လို့ပေးရတာလဲအမှန်တော့ကွာကိုပါကျန်းကမိုက်ကြီးခွဲတာပါသူကလူမိုက်မို့လားကွာဒီတော့သူ့အချိန်လေးနဲ့ပြပြီးတို့ပေါ်မှာတတ်ဖို့ကြတာပေါ့တို့လည်းတိတ်တော့မကျေနပ်ပါဘူးဒါပေမဲ့တို့ကလက်သက်မွေးထားတဲ့ကောင်တွေရှိနေတော့တို့လည်းကြိတ်မိတ်ခံနေရတာပဲအေးမင်းလည်းကူလီဝင်ထမ်းရင်စက်ကြီးလေးပါလေးပေးပေါ့ကဲကွာငါသွားမယ်ကံမြိုင်ဒီသူ့ကိုနှုတ်ဆက်၍ထွက်သွား၏ကံကောင်းသည်ကံမြိုင်ကိုကြည့်၍ဒေါပွားကြံရည်ခင်လေသည်ငယ်ငယ်တော့သူ့ဘော်ရင်တရောစော်ကားလုပ်ခဲ့သောကံမြိုင်သူ့အားကစားဝိုင်းအပြင်ဘက်သို့အမြဲတမ်းမောင်းထုတ်ခဲ့သောကံမြိုင်ကိုဒုက္ခိတကိုပဲနိုင်ထက်ကလူပြုတ်ခဲ့သောကံမြိုင်သူ့ပစံတစ်တာလေးကိုလူယူလိုက်သောအဖေကိုချစ်ဖွယ်၏သားကံမြိုင်သူတို့ကတော့ကံကောင်းပေါ်မှာနိုင်ထက်ကလူပြုတ်ခဲ့ကြသည်ကိုမေကောင်းမြေထင်သူအရင်ခံရသူကံကောင်းဖို့တော့ဘယ်တော့မှမမေ့နိုင်ပြီလောကကြီးထဲသို့တယောက်တည်းရောက်လာသောကံကောင်းကိုသူတို့သားဖသည်ပန်းကောင်းအညွန့်ချိုးလုပ်ခဲ့၏ဒီကလေးကကံကောင်းသည့်ဦးကျိုးကလူတွေကိုကြောက်စိတ်ဝင်လာခဲ့သည်သူတို့ကအနိုင်ကျင့်ခံရသည့်ဘဝကိုရောက်ခဲ့ရသည်ကံကောင်းသည့်အဝေးသို့ရောက်သွားသောကံမြတ်ယူကြည်ကလက်သေးကိုတင်းကျပ်စွာဆုပ်၍အန်ကျိတ်လိုက်မိသည်တနေ့တော့တွေ့ကြအောင်မဟုတ်ကွာဦးကြီးကိုသာခွေးတို့ဆိုင်မှထွက်လာသောအခါကံကောင်း၏ဘဝသည်ခွေးလေးခွေးတွင်တကောင်လိုဖြစ်လေသည်ကိုလီထိုင်းရဲ့ရသမျှလေးနဲ့ဘူတာယုံရှိရာထမင်းကျော်ဆိုင်မှာစားသည်စတော်ဘဲနဲ့ထမင်းကျော်မှာတမူးဖြစ်၍9တက်တာကျော်မှာတပကံတမူးဖြစ်သည်ထမင်းကျော်နှစ်ပကံလောက်စားလိုက်ရင်ဘိုက်ထဲတနက်စာဖူလုံသွားပြီတံပတ်ဆံလေးကိုပတ်ဆံအိတ်တလုံးဖြင့်ထဲ့ကအတွင်းကပေါင်းပြီးအိတ်ထဲမှာအမြဲထည့်ထားလေသည်ညာအိမ်ကံကောင်းသည်တွဲလို့တွဲပေါ်သို့တက်အိမ်လိုက်နေထိုင်မကောင်းရင်လည်းကံကောင်းသည်
တန်ရရသောခွေးလေတဲ့ကောင်တို့ကြောင်ကျိုးကြောင်ကြောင်မှလွတ်နေသောကုံတွဲတဲ့တွင်ခွေနေတတ်ပြီဒီတွင်တွင်ငကြူနှင့်ကမကြာခဏတွေ့တယ်အားရင်ငကြူစီတို့သာရောက်နေပြီသည်သူ့ဖို့ငကြူနှင့်စကားပြောရသည်မှာစိတ်ကြီးနူးစရာဖြစ်သူတို့ပတ်ဝန်းကျင်အကြောင်းသူတို့ဘဝအကြောင်းပြန်ပြောင်းပြောရရင်ချမ်းမြေ့ကြီးနူးလာကံကောင်းသည်နှုတ်ဆက်သောသူဦးလေးကိုရွှေပြီးအကြောင်းကိုပြောပြသူငငယ်အားထိမ်မေကံမောင်နဲ့တယောက်တည်းသွား၍ကစားပုံကိုပြောပြတယ်ငကြူကလည်းသူ့အထုပ်ပတ်တီကိုပြောပြတတ်ပြီငကြူ၏ထုပ်ပတ်တီမှာခတ်စင်းစင်ပင်ဘာမှထူးခြားဆန်းချေသည်မဟုတ်ငကြူမိဘများမှာပြင်မနာအနောက်ဘက်တောရွာတရွာမှာဖြစ်အသက်16နှစ်ရောက်ရင်ငကြူသည်ဒီမြို့ဘဝကုံတဲ့တယောက်အိမ်တို့အိမ်မောက်ဖြစ်ရောက်လာအိမ်ရှိရသူ့ခြေတော်တင်သဖြင့်မဖုံးနိုင်မဖိနိုင်ဖြစ်လာသောခါတွင်သူ့ကိုအိမ်မှနှင်ထုတ်လိုက်ဒီလိုနဲ့ငကြူသည်လမ်းမပေါ်ရောက်လာခဲ့ရပထမတွင်သူ့ကိုတနာကျင်နာသည်ဆိုသောမိန်းမကြီးတယောက်နှင့်တွေ့သည်နောက်တနာသည်ဆိုသောကိယူနာရှင်ယောက်ျားတယောက်နှင့်တွေ့နောက်ကိယူနာရှင်တယောက်နှင့်တွေ့ရပြန်နောက်ကိယူနာရှင်တယောက်နောက်တယောက်စသဖြင့်ကိယူနာရှင်များတယောက်ပြီးတယောက်ပေါ်လာလေသည်ဒီလောက်များပြားလာသောကိယူနာရှင်များဘယ်ပေါက်လာကြသည်ကိုဖျားသခင်မှသာသိလိမ့်မည်ထင်ပေသည်သူနှင့်ကိယူနာရှင်များပေါက်လာကြသည်မှာယခုတိုင်မကုန်နိုင်သည်ဒီကိယူနာရှင်တွေဘယ်တော့မှပျောက်သွားကြမည်ကိုလည်းငကြူမသိပေကျမတော့လူတွေတနာတယ်လို့ပြောတဲ့ကြားတိုင်းရေးချင်းနေတယ်တကယ်ပဲလူတွေကတော်တော်ဆန်းတယ်နော်ကိုရက်ဆက်တာကိုတနာတယ်လို့ပြောကြတယ်တစ်ဖက်စီးနဲ့လှုပ်တာကိုတရားတယ်လို့ပြောကြတယ်အမှန်ပြောတာကိုမယဉ်ကျေးဘူးလို့ထင်ကြတယ်ငကြူကတပ်ပြင်းတစ်ချိုင်ရှိုင်းလိုက်ခါညီးယူသလိုအတန်ဖြင့်ပြောငကြူသည်သူ့ဇလန်းကိုမချွေးမချမ်းပြောပြပြီငကြူသည်ကံကောင်းတဲ့စကားပြောရရင်စံကျင်ဘက်ယောက်ျားတဦးရင်လို့သဘောမထားမိမချင်းဟုသဘောထားဟန်တူကံကောင်းလည်းငကြူနဲ့စကားပြောရင်မိမတဦးရင်လို့သဘောမထားယောက်ျားချင်းဟုသဘောထားဟန်တူပေသည်ငကြူ၏မျက်နှာပေါ်မှာအမားယုံများမှာတဖြည်းဖြည်းပပျောက်သွားပြီးဖြစ်၍မျက်နှာတွင်ပင်ကိုနှင်းစီသွေးဖြင့်လူပြိုရှွန်းဆိုစာပြူလာပြီးဖြစ်ရက်ကွင်းချောင်းနှထင်ကြကြစံစသွေးခွေအသားရည်ဖြော့ဖြော့စားသောငကြူ၏တံမွေးမှု၏အမှတ်လက္ခဏာများသည်ဖုံးပြီးမရအောင်ပေါ်လင်းခြင်းမရှိသေးပေမျက်လုံးများသည်ရွယ်လိုတောက်ပါကသွားပြည်သည်နှင်းစီသွေးစိုးနေရပေရှိသည်ငကြူသည်တွေ့ရသချင်းတစ်ပုဒ်ကိုကောက်ဆိုတဲ့တို့ရတွင်သူဆိုသမျှသချင်းများမှာညဉ့်ညမ်းသည့်သချင်းများသာသည်သို့မဟုတ်ရင်လည်းအချစ်သချင်းတစ်ပုဒ်ကိုကောက်ဆိုနေတယ်တို့ရတွင်အချစ်ဆိုသောစကားလုံးသည်ငကြူဖို့ဘာမှထူးခြားစမ်းကြဲမရှိပါငကြူသည်ရိုးသား၍သဘောထားဖြူစင်သောကံကောင်းကိုသဘောကျသူ့တခြားယောက်ျားတွေဆက်ဆံတယ်လို့လမ်းပေါ်အပေါ်စားမိန်းမတယောက်အနေဖြင့်မဆက်ဆံသူမဆက်ဆံရသူဟူ၍ကံကောင်းတယောက်ကိုသာတွေ့ဘူးသည်ကံကောင်းဟာသူ့ကိုမိန်းမကောင်းတယောက်လိုလေးလေးစားစားဆက်ဆံတဲ့ဖြင့်ငကြူသည်ကံကောင်းနဲ့တွေ့ရင်စိတ်ထဲတွင်ထမ်းမြေ့ကြည်နူးနေတယ်ကံကောင်း၏မူရာကြောင့်ငကြူကိုယ်တိုင်ကံကောင်းနဲ့ဆက်ဆံရင်ပေါ်ပြပြတာမှန်မျှတော့မဟုတ်တော့ပဲလေးစားစွာဆက်ဆံနေရ၏ရှင်နေရှိသမျှတွေကိုရင်းရင်းနှီးနှီးပင်ဖွင့်ပြောတတ်၏ကံကောင်းသည်ငကြူပြောသမျှကိုစိတ်ဝင်စားစွာနားထောင်တတ်လေသည်ကံကောင်းကိုယ်တိုင်လည်းငကြူနဲ့တွေ့ပြီးတော့မှအရင်အထက်ပို့၍စကားပြောစာပြူလာ၏ဒီခါတွင်ငကြူကလည်းကံကောင်းပြောသမျှနားဆိုင်ထောင်နေတတ်သည်ကံကောင်းပုံသူစကားများကိုယူရဆိုင်နားထောင်မိသူဆို၍ငကြူတယောက်သာတွေ့ဘူးသည်ထို့ကြောင့်ငကြူနဲ့စကားပြောရရင်ပို့၍အာစရှာစညံလာတတ်သည်တကယ်တော့ကံကောင်းသည်အပြင်ပန်းအဖြစ်မာကျောခတ်ထန်လျောင်ရှိတော်လေတနာကျင်နာတတ်သူစိတ်နှလုံးကောင်းရှိသူဖြစ်ကြောင်းသိလာပေသည်ဦးလေးကိုရှိဖေးတိတ်စကားနေတယ်ဟာသူနဲ့ငါဖေးတနေ့လုံးနေလို့စကားတခေါတော့မပြောမိကြဘူးသူကကြက်တူရေးလေးတွေကိုလှောင်ရင်းထဲမှာထည့်ပြီးမွေးတယ်တနေ့တော့ကြက်တူရေးလေးတွေကိုဦးလေးကိုရှိပြီးမရှိအောင်လှောင်ရင်းတွေဖွင့်ပြီးလှုပ်ပြလိုက်တာအပြန်ကြတော့စူမလားလို့တထိတ်ထိတ်နဲ့ကံကောင်းဟာသူငယ်ငယ်တုန်းကအကြောင်းပြောပြ၏ဒီအကြောင်းကိုပြောပြရင်ကံကောင်း၏မျက်လုံးများသည်ရွှင်လန်းလာကမျက်နှာသည်ဝင်းထိန်လာတဲ့ဟင်သူတမင်မွေးထားတာကိုအကူကလှုပ်ပြတယ်ဟုတ်လားဘာဖြစ်လို့လဲငကြူဟာကံကောင်း၏ဝင်းထိန်နေသောမျက်နှာကိုငေးကြည့်ရင်မေးကံကောင်း၏မျက်နှာမှာကြောက်ပေါက်ဝါများကြောင့်အိုမင်းနေသည်ထင်ရတော့လေသေချာကြည့်သောအခါလူနယ်ပြိုမြစ်တုံပဲရှိသည်ဘာမှမဖြစ်ပါဘူးလှောင်ရင်ထဲမှာခုံဆွလုံနေတာမြင်တော့တနာရနဲ့လှုပ်ပေးလိုက်တာပဲချ
ခြေတော်ကျိုးနေတဲ့ကြက်တူရွေးလေးကတော့ဝေးဝေးမပြန်နိုင်ရှာတော့ဘူးအဲဒီကြက်တူရွေးလေးကိုတန်နာလိုက်တာလေ